ကြက်တော်မျိုးမှာဖြစ်ပွားခဲ့တဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဈေးဆိုင်တွေနဲ့နေအိမ်တွေပါဝင်အဆောက်အအုံအများပြားပျက်စီးဆုံးရှုံးခဲ့ပြီးအရသား8ဦးသေဆုံးက19ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ပိုက်တဲ့ရက်ကွက်ရှိဂစ်ပါတီရီ3လမ်းမှာရှိတဲ့ဈေးဆိုင်အများပြားနဲ့လူနေအိမ်တွေဟာလည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်တပတ်ကျော်ပဲဖွင့်ထားရသေးတဲ့ဈေးဆိုင်ဟာကုန်ပစ္စည်းတန်မိုးကျပ်သိန်း2000ကျော်ဆုံးရှုံးခဲ့ရတယ်လို့မြောင်မြို့နယ်လေညင်းတာကြီးရွာကမိမိလှိုင်ကပြောပါတယ်။အိမ်မနာမီကတော့မိမိနာပါတယ်အိမ်မကတော့မရောမှုနေလညတ်တမ်း။အောက်ပါဒီဆိုင်ကကြကြီးအိမ်မဆိုင်ပါပါဒီဆိုင်ကကြကြီးအိမ်မဦးမှာအနုပစ္စည်းတွေကတော့အနုအဆောင်ပါလာပါမယ်အိမ်ဆိုင်ကတော့အိမ်မဦးဆိုင်အိမ်မကတော့ကဘုံချနေရှိကတော့အိမ်မကတော့မရှိမရောကိုရောင်းနေဒီလာခါမှဒီဆိုင်ပြန်ဒီမိန်လောက်လို့ပစ္စည်းတွေကတော့ကတခုလေးမကြံဟာပဲမနေညီမရှိဘူးဆိုမိန်တော့မတင်နိုင်ဒီအိမ်မပစ္စည်းတွေအော်နုဆုံရှုံလခါပစ္စည်းတွေဆုံရှုံစားဒီဆိုအနုပေါလို့ဆိုတော့တိတ်2000ကျော်ဘလောက်တန်ပြီရှိအိမ်မဒီဆိုင်ထဲမှာဆိုပစ္စည်းတွေစားအော်နုအဘရိဒီမှာပစ္စည်းတွေကတော့ကောက်ဆုံရှုံလခါဒီပိုင်ဆုံရှုံမှုတွေကဇာဟာရာနိုင်ဖို့တည်လေဒီမှာတော့ကောက်ဆုံရှုံကညာကဆိုတယ်လူမတဲမှုပဲစားဒီမှာဆိုပိုတော့တယောက်ပြမောနမအော်နုတန်ပဲဆိုင်ခံပေါ့ဆိုစီနေခဲပါလားအနုတူမနုတူမတရားလို့တခုမရခါအနုအဝဲတတိကိုတလုံးနဲ့ထွားပြီးကြရစားကြည့်ပြအနုတဲ့အမောမကြခဲ့ဒီဆိုင်မှာကြခဲ့စောက်ကုန်ကဒီကထားလို့ရောက်စားစောက်ကုန်ဒီကထားလို့ကိုပစ္စည်းဒီကတော့ပြေးပြကိုတော့ပိုက်ဒီဖာခံကကြခဲ့ပစ္စည်းတီလေးတောင်းလောက်ထားဟိုတရာကောင်ခောက်တီဆိုအိန္ဒိယကိုပို့ဖို့လောက်ထားစားပစ္စည်းတီဒီဖာကကြခဲ့စောက်ကုန်ဒီရောဝဲအဘရိပြဆိုင်ခဲမှာတော့ပစ္စည်းဒီကတော့ဒီမှာပစ္စည်းနဲ့ရှင်ဖို့ဆိုတော့3000ကျော်လောက်တော့ရှိပေါ်အောင်ဒီဆိုင်ထဲတစ်ခန်းလုံးမှာပေါက်လို့ဆိုပြီးပစ္စည်းတိစားအောင်အနုဆိုင်တီကတော့10ပဲအောင်မဆိုဗီလဲမီတီ10တီအောင်တော့ဆောင်လောက်ပဲဒီနာမှာဟိုကဆိုဒီဇီဆိုင်တီအောင်တော့ဆောင်လောက်ပဲဒီနာမှာ10ရှောက်ပဲအနုခမောဆိုင်တီဆိုလို့ရှိရင်နာမှာအနု10ပဲလေစောက်ကုန်ရောက်ဆိုလေဒီမှာငေါလို့တော့နေကြဒီဆိုင်ကကြကြလိမ့်မှာရှိဒီစောက်ကုန်ရောက်ဆိုတော့ဇာလောင်းမကရာတီပစ္စည်းတီကတော့ကဂရီးဆိုင်ထဲမှာတပည့်တော့မပေးလိုက်ဒီဆိုင်ဖုန်းတော့ပြစားလို့ဒီဆိုင်ဝင်းနဲ့မသားဆိုင်ဒီပဲဇီတန်တီကိုဘုံကိစ္စကိုတော့ကကောလူမဆိုင်လောဝဲလို့တော့ထောင်းအိမ်မကတော့ကဒီတူကိုလေတော့ကရိုင်းညာက private position ဒီပဲလူမဆိုင်ရုံးမရဲ့စိတ်တက်တိရှိတော့နေသူကိုလေဒီဆိုကပရိတူတီဆိုကအော်နုဒုက္ခရောက်တဲ့ဒီပဲဆိုင်မျိုးဆို PCT ဆိုအိမ်မမစားကဖရာလို့ရဘူးဒီလေဒီဆိုအော်နုဆုံးရှုံးခါပဲတခုလေးမရှိပဲအိမ်မတခုလေးမကျန်ခါပဲကရိုင်းနေရာကအတူအရေးယူစီရှောင်းဒီပိုင်စိုက်ပွင်းနဲ့မသားဆိုင်နေရာတိပရိတူလူတူတီကိုဒီပိုင်လုံးဆက်ဒီကိုခင်လေးခင်စားရအောင်ကိုနေတဲ့သူအောင်ညီကိုမနမတီအောင်သူမပါလာဟာကတိတခုလေးမရှိပဲဘူးဆိုစားဖို့စားတော့မရှိလိုက်ခဲ့ပဲတချို့တက်လို့မှဆိုခဲ့တခုလေးမကြံဟာကေအင်းမစိုက်ပြီးလျှောက်ပြီးဆိုခဲ့ရှိဒီဘကတိုက်တတိမဆိုတခုလေးမကြံဟာပဲကိုဆို